လာပါရှင်ကျွန်မအခုရောက်နေတဲ့ဖျားလေးကဒီညောင်ဦးမြို့မှာတော့အများစုကဖျက်နီးလို့သိကြပါတယ်ရှင်ကျွန်တော်တို့ညောင်ဦးမြို့ရဲ့အဝင်းညောင်ဦးကြောက်ပတောင်းပကံသုံးခုစုံတဲ့နေရာလေးမှာတရှိရဲလို့လည်းဆိုပါတယ်ကျွန်မကဒီဖျားလေးကိုပေါ့နော်စပရဖျားကိုလာခြင်းနေရကြပြီဒါပေမဲ့ဟိုဘက်နှစ်တွေမှာပကံကိုရောက်တဲ့အချိန်မှာဒီဖျားလေးကိုရောက်ခဲ့ဘူးရက်တူတဲ့အခါကျတော့လေဒီတစ်ခါတော့ကျွန်မကဒီစပရဖျားလေးကိုမရောက်အောင်သွားမယ်ပန်းနေသူမယ်စွန်းတော်တွေကတ်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ကျွန်မဒီကနေ့ရောက်လာတာပါရှင်ကျွန်မမြတ်စွာဘုရားရှင်ကိုရမကြီးရဲ့လက်ဝဲထမမှာမင်းမျိုးပန်းတွေလည်းစက္ကန့်လှူဒန်းထားတယ်တီးစုံမုံစုံအချိုပွဲတွေလည်းစက္ကန့်လှူဒန်းထားတယ်ပေါ့နော်အဲ့ဒါလေးကျွန်မလှူဒန်းထားတယ်အဲ့တော့ဒီစပရစီဒီနဲ့ပတ်သက်လို့မှတ်သားမှုရဲ့အထက်ကအကျဉ်းလေးပြန်ပြီးတော့ပူဇော်ရရင်ဒီစပရစီဒီဆိုတာကပသိမ်မြို့ကစပရရွာသားတာမဏေပေါ့တာမဏေလေးကစပရရွာသားအဲ့ဒီတာမဏေလေးကဟိုးလွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်ခန့်ကတက်ပြစ်တောင်ဆရာတော်ဖျားကြီးစီမှာတာမဏေဘဝနဲ့စပရကတာမဏေဘဝနဲ့နေတဲ့အချိန်ဆရာတော်ဖျားကြီးကတိဟိုကြွပြီဆိုတဲ့အချိန်မှာအဲ့ဒီစပရမထေလေးကလည်းတိဟိုဆရာတော်ဖျားကြီးနဲ့တူပါသွားတယ်ပါသွားပြီးတော့သူကဗုဒ္ဓစာပေတွေဒီကျမတို့မြန်မာပြည်မှာသင်ယူလို့မရနိုင်တဲ့ဗုဒ္ဓစာပေတွေအိန္ဒိယနိုင်ငံရှင်ကျေးမှုတွေဘာသာသာသနာတွေဘုရားကြည်ပုံတွေစသဖြင့်အဲ့ဒါတွေကိုဆရာတော်ဘုရားကြီးနောက်မှာလိုက်ပြီးတော့ပါရမီဖြည့်ရင်းနဲ့လေးလာသင်ယူခဲ့တယ်အဲ့ဒီလိုနဲ့ပဲစပရမထေလေးဟာယဟန်ပြုချိန်ကိုရှောက်လာတယ်ယဟန်ပြုချိန်ကိုရောက်တဲ့အခါမှာလည်းတိဟိုရောက်မြန်မာယဟန်တော်များရဲ့ကျေးဇူးနဲ့တိဟိုမှာယဟန်ပြုခဲ့တယ်အဲ့လိုယဟန်ပြုပြီးတော့စပရမထေဖြစ်သွားပြီပေါ့နော်အဲစပရမထေကအဲ့လိုမျိုးပေါ့ဒီစာပေကျမ်းဂန်တွေနဲ့ပတ်သက်ပြီးတော့အပတ်တကုတ်စူးစမ်းအားထုတ်ပြီးတော့ဒီဟိုမှာသင်ယူခဲ့နောက်ပြန်လာပြီးတဲ့အခါမှာတော့ဒီစပရမထေဟာမဟာဝိဟာရနိကာယလို့အမည်ရတဲ့တန်ခါအခိုင်တစ်ခုဒီထောင်နိုင်ခဲ့တယ်ပေါ်ထွန်းလာခဲ့တယ်လို့မှတ်သားပြီးရပေါ့နော်အဲ့တော့ကျွန်မကဒီနေရာလေးမှာအကျဉ်းလေးပြောရလို့ရှိရင်စာရီထဲမှာပြောကြတယ်ဒီစပရဖျားသည်လမ်းလဲတာပါရဲ့သားနဲ့ဒီကားလမ်းဘေးတင်လဲရှိပါရဲ့သားနဲ့ညောင်ဦးကမြို့သူမြို့သားတွေတောင်မှဒီဖျားပုံမရောက်ဘူးတဲ့ပကံဖျားဘူးလာကြတဲ့10ယောက်မှလဲ10ယောက်နီးပါးဒီစပရကိုမရောက်ပါဘူးတဲ့အဲ့လိုမျိုးလေးကြားရတဲ့အခါမှာကျွန်မစိတ်ထဲမှာဒီစပရဖျားသည်တကယ်တော့တီဟိုရောက်ဒုတိယမြောက်ဓမ္မခရီးတဲ့စပရမထေရဲ့ဖျားဖြစ်တယ်နောက်ဒီပကံခေတ်မှာတည်ခဲ့တဲ့တည်ထားခဲ့တဲ့ဖျားတွေထဲမှာတီဟိုပုံစံတူတည်ထားတာဒီတစုပဲရှိပါတယ်တဲ့အဲ့လိုစာရီထဲမှာကျွန်မဖတ်မှတ်ဘူးတဲ့အခါကျတော့လေဒီဖျားလေးရဲ့တန်ဖိုးပေါ့နော်အဲ့ဒီတန်ဖိုးလေးကိုမြင်လို့မိတယ်လူသူအရောက်ပေါက်နေတဲ့မလာဖြစ်တဲ့ဒီဖျားလေးကိုလည်းကျွန်မရဲ့ခုနှစ်သားသမီးပရိသတ်တွေဒီဘက်ရောက်ရင်ကျွန်မဝင်ဖူးစေချင်တယ်ပေါ့နော်ဒီမှာလည်းကုသိုလ်ကောင်းမှုလေးပြုစေချင်တယ်ကျွန်မကိုယ်တိုင်လည်းဒီကနေ့ပန်းစွမ်းအချိုပွဲစသဖြင့်ပေါ့နော်ဒါဆွတော်ပွဲလေးတွေကျွန်မပြင်ဆင်ထားတယ်အဲ့ဒီကုသိုလ်တွေလည်းကျွန်မရဲ့ခုနှစ်သားသမီးပရိသတ်တွေကိုကျွန်မထပ်တူရပါစေလို့မြစ်တာပြုပါတယ်အဲ့တော့ဒီစပရစေဒီလေးနဲ့ပတ်သက်ပြီးတော့ကျွန်မပြောတာထက်ပို့ပြီးတော့တိဆုံကြည်ညိုပူဇော်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆရာကြီးပါတကူရေးသားပူဇော်ပါတော့ပကံခရီးတဲ့ဆိုတဲ့စာအုပ်ထဲမှာဆက်လက်ဖတ်ရှုကြပါရှင်အခုတော့ကျွန်မစပရဖျားမှာမြတ်စွာဘုရားရှင်ကိုရမေကြီးရဲ့ကျေးဇူးတော်ကောင်းတော်တို့ကိုယေရှုရဲ့တန်အာယုံပြုပြီးလူတန်းမဲ့အဆုံးခဲဝယ်များကိုလည်းကျွန်မပြိတ္တတွေဒီ live လေးကနေတစ်ဆင့်ကျွန်မပြုတဲ့ကုသိုလ်လေးထပ်တူရကြပါစေရှင်